Single Inferno သမိုင်းမှာရုပ်ကလေးလာတဲ့လောက်စိတ်ထားယုံညံ့လွန်းတဲ့အမုန်းခံရဆုံးအလှမဲ့ချွဲမီနာစုရဲ့ရှက်ရစီတဲ့လုပ်ရများမင်္ဂလာပါပရိသတ်များရှင် 2K ဆယ်တီသတင်းဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်တလုံးနာမည်ကြီးနေတဲ့ dating show ဖြစ်တဲ့ Single Inferno Season 5မှာဒီတစ်ခါလူပြောများဆုံးကတော့ချစ်ရေးဆိုတဲ့ကိစ္စတဲ့ချွဲမီနာစုဆိုတဲ့ပြိုင်ပွဲဝင်မျိုးသမီးရဲ့ toxic ဖြစ်လာတဲ့ပြုမှုတွေပဲဖြစ်ပါတယ်။ဆက်စချင်းမှာတော့ May အဆုရှင်ဆိုတဲ့ဂုံပုံတွဲလျားတဲ့ကိုလုံးကိုပေါင်းနဲ့အပြုံးချိုချိုလေးတွေရဲ့အောက်မှာပရိသတ်တွေရောကျွန်းပေါ်ကအမျိုးသားတွေပါကြွေကြခဲ့ရတာအမှန်ပါ။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှသူမရဲ့လှပတဲ့မျက်နှာဖုံးနောက်ကဘီလီဆန်တဲ့ဇယိုက်တွေဟာတစ်ခုပြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ Netflix ရဲ့အောင်မြင်ဆုံး reality dating show တစ်ခုဖြစ်တဲ့ Single Inferno ဟာ Season 5 ထိရောက်ရှိလာခဲ့ပေမဲ့သူမရဲ့စွမ်းဆောင်မှုကတော့ရောသွားခြင်းမရှိပါဘူး။ဒီ show ရဲ့ထုံးစံအတိုင်းပြင်ပလောကနဲ့အဆက်အသွယ်မရှိတဲ့ကျွန်းပေါ်မှာချောမောလာပါကြတဲ့လူငယ်ကောင်လေးတွေကောင်မလေးတွေနဲ့တူတူတကွနေထိုင်ကြပြီးသူတို့ရဲ့အချစ်စစ်ကိုရှာဖွေကြရတာပဲဖြစ်ပါတယ်။အချင်းချင်းအသက်တွေအလောက်ကိုင်းတွေမသိရပဲခန်းစားချက်တက်တက်နဲ့ပဲရွေးချယ်ကြပြီးစိတ်တူကိုယ်တူဖြစ်သွားတဲ့ဇုံတွဲတွေမှသာပါရာတိုက်လို့ခေါ်တဲ့ဇိမ်ကန်ဟိုတယ်ကြီးစီကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက် Season 5ကတော့အရင် Season တွေထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ပရိသတ်တွေကြားမှာညှင်းခုန်မှုတွေကလည်းအရင်ကတည်းကပိုပြီးပြင်းထန်နေပါတယ်။ဒီနေ့ရဲ့နာမည်အကြီးဆုံးတဲ့ဝေဖန်မှုခံရဆုံးစလိုက်ကတော့ချွဲမီနာစုပါပဲ။သူမက Miss 2022 တရဖူကိုကိုရီးယားနိုင်ငံအတွက်ပထမအဆုံးချိန်စုကူးပေးခဲ့တဲ့အလားမယ်တူလည်းဖြစ်ပြီးအမေရိကန်တက္ကသိုလ်ထွက်ပညာတတ်တူလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်းမော်ကိုစရောက်တဲ့အချိန်မှာအလှပရောအရေးချင်းမှာပြည့်စုံလွန်းတဲ့ကွင်းတယောက်အဖြစ်အားလုံးကဝိုင်းပြီးချီးမွမ်းခဲ့ကြပါတယ်။ရှိုးအစမှာတည်းကအဝါရောင်ကဝင်တဲ့သူမရဲ့ပုံရိပ်ကအရန်ကိုဆွဲဆောင်မှုရှိပြီးပါဝင်တဲ့သူတွေထဲမှာအထင်ပေါ်ဆုံးဖြစ်ခဲ့တာကြောင့်အားပေးသူပရိသတ်ခိုင်မာရရှိထားပြီးရှိုးမှာပါဝင်တဲ့ယောက်ျားလေးများကလည်းကြွေကြမြေခါရခဲ့တဲ့သူပါဒါပေမဲ့အပိုင်းနေကြလာတာနဲ့အမျှသူမရဲ့ပြုမှုတွေကပရိသတ်တွေကြားမှာဒါဟာတကယ်ပဲလားဆိုတဲ့မေးခွန်းတွေကထွက်ပေါ်လာစေခဲ့ပါတယ်ပရိသတ်တွေထောက်ပြနေတာကတော့သူမကိုစိတ်ဝင်စားတဲ့အမျိုးသားတယောက်ကိုအဖြေမပေးပဲအခြားတယောက်စီချက်ချင်းကူးပြောင်းသွားတာမျိုးတွေကတစ်ဖက်လူရဲ့ခံစားချက်ကိုလုံးဝထွင်မတွက်တဲ့လုပ်ရက်တွေကိုပရိသတ်တွေကရှုတ်ချနေတာပဲဖြစ်ပါတယ်။အထူးသဖြင့်သူမရဲ့ fit me ဆန်တဲ့အပြုမှုတွေကလူပြောအများဆုံးဖြစ်နေတာပါ။အမျိုးသားတွေရှေ့မှာအခြားမိန်းကလေးတွေထက်သူမကပိုပြီးထင်ပေါ်နေအောင်လှုပ်ဆောင်တတ်ပြီးသူမဟာအမျိုးသားတွေရဲ့အာရုံစိုက်မှုကိုရဖို့အတွက်ဆိုရင်ဘေးနားကအခြားမျိုးသမီးပြိုင်ပွဲဝင်တွေကိုနှိမ့်ချဖို့ဝင်မလေးတာတွေကိုတွေ့ရခဲ့ပါတယ်။အထင်ရှားဆုံးကတော့သူမစီကနေရေကူးငွေ့စုံခဏငါဝစ်တဲ့တငယ်ချင်းကိုအမျိုးသားတွေရှေ့မှာပဲဒါငါဝစ်စုံလေးဆိုပြီးမတိမတာလူကြားထဲမှာရှက်ခွဲလိုက်တဲ့လုပ်ရက်ပဲဖြစ်ပါတယ်။ဒါဟာရိုးသားတဲ့ထုတ်ဖော်ပြောဆိုမှုထက်တစ်ဖက်လူကိုတိမ်ငယ်သွားအောင်တမင်တကာရည်ရွယ်ချက်ရှိလှုပ်ဆောင်လိုက်တဲ့အခြေခံယဉ်ကျေးမှုမရှိတဲ့တယောက်ရဲ့အပြုအမူမျိုးတွေဖြစ်နေပါတယ်။ဒါအပြင်သူမနဲ့စကားပြောပြီးသားအမျိုးသားတွေရဲ့နာမည်ကိုမင်းနေဟန်ဆောင်တာကလည်းတစ်ဖက်လူကိုမလေးစားရရောက်တဲ့ပြုမှုမျိုးဖြစ်ပြီးသူမလိုမင်း S ဂုံပုတ်ပိုင်ရှင်တယောက်စီမှမရှိတဲ့ပြုမှုတွေပဲဖြစ်ပါတယ်။ရှိုးရဲ့ဝေဖန်သုံးသပ်သူတို့ဖြစ်တဲ့တက်တောင်မှာအပိုင်း9ရောက်တဲ့အခါမှာတော့ကျွန်တော်သူ့ကိုစာနာပေးလို့မရတော့ဘူးလို့ပြက်သားပြောဆိုရတဲ့အထိသူမရဲ့အပြုအမူတွေကဆိုးရွားလာခဲ့ပါတယ်။ online ပေါ်မှာလည်းသူမရဲ့အရင်က drama ရိုက်ခဲ့တဲ့အခန်းလေးတွေကိုပြန်ဖော်ထုတ်ပြီးသူမကအပြင်မှာလည်းဒီလိုပုံစံမျိုးမို့လို့အခု reality show မှာဟမ်ဆောင်နိုင်တော့တာဆိုပြီးဝေဖန်မှုတွေကတောက်လျှောက်မြင့်တက်နေတာဖြစ်ပါတယ်။သူမကိုကာကွယ်ပေးချင်နေတဲ့သူတွေကတိပြတ်ထားတာကြောင့်ပါလို့စင်ကျင်တွေပေးနေကြပေမယ့်လူများစုကတော့ဇယိုက်ကတိပြတ်ဖန်တီးလို့မရဘူးဆိုပြီးတုတ်ပြန်နေကြပါတယ်။အလားပါဆိုတာအပေါ်ယံပဲဖြစ်ပြီးစိတ်နေစိတ်ထားကသာအစစ်မှန်ဆိုတာကိုမီနာစုကသက်သေပြနေသလိုပါပဲ။ဒီစီဇန်ရဲ့ drama တွေကတော့သူမเจ้าနဲ့တင်တော်တော်နဲ့ပြီးဆုံးမှာမဟုတ်ပါဘူး။အလားမဲ့တရက်ဖူဆောင်ထားတဲ့မီနာစုတယောက်ဒီအရှုပ်ထွေးတွေကြားကနေသူမရဲ့ပုံရိပ်ကိုပြန်ဆယ်နိုင်မလား။ဒါမှမဟုတ်ပိုပြီးဆိုးရွားတဲ့ပြုမှုတွေနဲ့ပဲပရိသတ်တွေကိုအံ့ဩစေအောင်မလားဆိုတာနောက်လာမယ့်အပိုင်းတွေမှာလည်းဆက်လက်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့အတွက်ဆယ်လီသတင်းဆောင်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ 2K ဆယ်လီသတင်းဆောင်ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုသဘောကျရဆိုရင်တော့ like and follow လေးလုပ်ထားဖို့မေ့ပါနဲ့ဦးနော်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်။